ဒါပေမဲ့ဒီဇင်ဘာ28ရက်နေ့မှာ free webinar session တခုအလည်းလုပ်ပေးဖို့ရှိပါတယ်။အဲ့ဒီ free webinar session ကဘယ်လိုလုပ်တွေရွေရလဲဆိုတော့2025မှာကိုမကြိုက်တဲ့အလေးအကျင့်တွေကိုမကြိုက်တဲ့အရာတွေကိုထားခဲ့ခြင်းတဲ့သူတွေအဲ့လိုထားခဲ့တာမှာလူအများနဲ့ပေါ့နော်။ coaching ယူပြီးတော့ငါကတော့ဒါထားခဲ့ပြီးငါကတော့နောက်နှစ်ကိုပေါ့ဟွာနဲ့ဖြတ်တန်းမယ်အဲ့လိုမျိုးဖြစ်ချင်တဲ့သူတွေအတွက်ရည်ရွယ်ပြီးတော့လည်းဒီ free webinar sharing session ကိုဗန်တီးလိုက်တာပါဒီ webinar sharing session ကို join ဖို့အတွက်တော့နှစ်ခုလုပ်ပေးဖို့လိုပါတယ်အဲ့ဒါနံပါတ်1က Olive ရဲ့ coaching my Olive blog page ကို like လုပ်ထားပါမယ်နံပါတ်2ကတော့ဒီ Telegram group တွေကိုဝင်ပြီးသားဖြစ်ရပါမယ်ဘာလို့လဲဆိုတော့ webinar sharing session Zoom link ကို Olive ကမတိုင်ခင်နေ့မှာကြိုပြီးတော့ link ချပေးထားမယ်ပြီးတော့ coaching page ကနေပြီးတော့လာဆက်သွယ်ပြီးတော့ like လုပ်ထားတယ်ဆိုရင် record လေးပြပေးနိုင်တယ်ဆိုရင် Olive ကဒီ message box ကနေတခါတည်းဒီ Zoom webinar sharing session link ကိုတခါတည်းပို့ပေးမှာပါအဲ့တော့2025ကိုမကြိုက်တဲ့အရာတွေထားခဲ့ပြီးတော့စိတ်သက်လူသက် fresh start ပေါ့နော်လူများကြိုက်တဲ့စကားလုံးနဲ့ပဲပြောလိုက်မယ်ဒီ fresh start နဲ့2026ကိုစလို့ရအောင်လို့ဒီအခမဲ့ free webinar sharing session ကို28ရက်နေ့ည8:00နာရီမြန်မာချိန်မှာလာ join ပါလို့အော်လကအကုန်လုံးဖိတ်ခေါ်ချင်ပါတယ် see you soon